妹，ယောက်ျားပြန်လာပြီပြပြ没有变来呀，那个被买来的妹妹呀。 ယောက်ျားပင်မမိမရေခတ်တိုင်းမှာပေါ့လို့လာမောနေရှိနေတာပါယောက်ျား ပြောလေ妹妹。 ယောက်ျားကိုပြောစရာရှိ ပြော。 ဟိုမိမပြောရင်စိတ်ဆိုးမှာလားလို့ ချုံ。 တကယ်ပေါ့ တကယ်ပေါ့ အဲ့ဟာနွားကြီးတည်သွားပြီယောက်ျား တေတော့မြုပ်လိုက်လေမိမ ဒါပေါ့တည်မှတော့မြုပ်သွား ဟဲ့ လာတာယောက်ျားရေဘာဖြစ်တာတော့ နွားကြီးတေသွားပြီ ဟုတ်တယ် နွားကြီးတေသွားမှတော့ငါတော့ဘယ်လိုလုပ်စားရမှာလဲမိမရဲ့ အဲ့ဒါတော့စိတ်မပူပါနဲ့ယောက်ျားရေတော့တိုးတက်နေတဲ့ခေတ်ကြီးမှာလေထွန်ဆက်တွေရိတ်သိမ်းဆက်တွေပြီးရင်စပားချွေတဲ့ဆက်တွေအဲ့ဒါတွေဝယ်လို့ရတယ်ယောက်ျားရေပြီးတော့မိမမရှိတဲ့လက်ဝဲလက်စားလေးတွေရောင်းချပြီးတော့သွားဝယ်ကြတာပေါ့ယောက်ျားရေ ဝယ်ရတော့ပါပြီဘယ်မှာသွားရမှာလဲ အဲ့ဒါလေအခုလေကောလင်းမျိုးမှာတဲ့လေယာသုံးစက်ပစ္စည်းမျိုးစုံနဲ့ဆိုင်တစ်ဖွင့်လဲထားတယ်ယောက်ျားရေ ဟေးဟုတ်လား ဟုတ်တယ် ဒါဆိုလည်းမနေ့ပြန်မတော့ရကြတာပေါ့မိမ ကောင်းတာပေါ့ယောက်ျားရေကောင်းတာပေါ့ မိမရေ ရှင် ကိုကတော့ဒီလိုလက်ထန်စကြီးဝင်နေတာအားရတယ်ကွာ ဒါပေါ့ယောက်ျားရေမိမတို့ရောင်းထားတဲ့ရွှေတွေပြောင်းဝယ်လို့ရတာပေါ့ ဒါပေါ့မိမရေ ဒီလိုလေယာသုံးစက်ပစ္စည်းတွေဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်အေယာရွှေစင်ကုမ္ပဏီကိုဆက်သွယ်ဖို့မမေ့ကြနဲ့နော်ဆက်သွယ်ရမယ့်လိပ်စာကတော့ ကော်လင်းကိုရောင်ဘို့ကားလက်မကြီးဘေး စိုင်ထူးရတောင်ပန်း ကော်လင်းမျိုးမှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်